大家好，အားလုံးပဲမင်္ဂလာပါဒီတစ်ခါလောက်စစ်တင်ပေးမှာကတော့နေရာတော်တော်များများမှာအခုလက်ရှိဖြစ်ပျက်နေတဲ့ကပ်ဘေးအမျိုးမျိုးကိုတရုတ်လိုဘယ်လိုပြောလဲဆိုတာတင်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးကပ်ဘေးကိုတရုတ်လိုဂျိုင်နက်ရေကြီးတာကိုတရုတ်လိုဟုံးဆွေမီးဘေးမီးလောင်တာကိုတရုတ်လိုဟောဂျိုင်ငလင်လောက်တာကိုတရုတ်လိုတိကျိန်စစ်ပွဲဖြစ်တာစစ်ဖြစ်တာကိုတရုတ်လို战争ယောဂကူးစက်ယောဂအမျိုးမျိုးကို传染病မုန်တိုင်းကိုတရုတ်လို暴风မိုးခေါင်ခြင်းကိုတရုတ်လို干旱အစာငဲ့ခြင်းအစာရှားပါခြင်းကိုတရုတ်လို饥荒